ကောင်လေးကယ်လိုက်တဲ့မွေမလေးကကျေးဇူးတင်တဲ့အနေနဲ့ကြောက်စိမ့်ပြလေးလက်ဆောင်လာပေးပါတယ်ဒါရှိတဲ့တိုင်းပြည်တွေကယာရုနဲ့လူတွေကိုတောင်ကြောက်เสียရမလို့ဘူးပေါ့ပြီးတော့ဒီမျိုးမှာကွင်းတကွင်းရှိတဲ့နတ်ဆိုးတွေရောလူသားတွေပါတိုက်ခိုက်ကြတယ်လို့ပြောပြလိုက်ပါတယ်အထဲကိုရောက်တော့နတ်ဆိုးတွေတိုက်ခိုက်နေတာကိုတေချာမြင်လိုက်ရပြီးကောင်လေးကဒီအလဲကကွင်းကဘာလို့လွတ်နေတာလဲလို့မေးလိုက်ပါတယ်မွေမလေးကဒီစင်မြင့်ကဘိုးချုပ်အဆင့်ရှိတဲ့လူတွေကသာအသုံးပြုနိုင်တာလို့ရှင်းပြလိုက်တာပေါ့ဘယ်သူမှလဲစင်ပေါ်တက်ခွင့်မရှိဒီဘူးလို့ပါတီးလိုက်ရပါတယ်မွေစိမ့်မလေးကဒီမျိုးမှာတိုက်ပွဲတွေဒီလောက်များတာလားဆိုကအန်ဝရကြီးဖြစ်နေခဲ့ပါတယ်မွေမလေးကဒီမှာလာပြိုင်ကြတဲ့လူတွေကပတ်စံလိုချင်လို့ပြိုင်ကြတာပြီးတော့ဟိုဘက်ကစုကြီးကိုပြလိုက်ပြီးဒီကအကြီးကဲကဝင်ခွင့်လက်မှတ်ကနေရတဲ့ပတ်စံတွေအကုန်လုံးကိုစုကြီးတဲ့ကိုထည့်ထားတယ်အနိုင်ရတဲ့သူကတော့ချက်ချင်းဆိုသလိုချမ်းသာသွားနိုင်ကြတာပေါ့ဗျာမွေစိမ့်မလေးကချက်ချင်းချမ်းသာသွားတာမျိုးလားလို့မေးတော့မွေမလေးကအချို့ကဟုတ်ပေမဲ့တချို့ကြတော့လေဒီမှာပဲအသက်ဆုံးရှုံးသွားကြတယ်လို့ပြောပြလိုက်ပါတယ်ဒီအချိန်မှာမွေမိန်းကလေးကကွင်းထဲကိုကြည့်ပြီးလက်ဖြတ်သွားခဲ့ပါတယ်အကြောင်းရင်းကတော့သူ့လိုမျိုးနွယ်ရဲ့ခေါင်းဆောင်ဝင်ရောက်ရှင်ပြိုင်နေတာကြောက်ပေါ့အောက်မှာတော့ပြိုင်ဘက်ကအင်အားကြီးတဲ့ဝက်ဝင်ကြီးဖြစ်နေတော့အလူးလဲခံနေရပါတယ်အစွမ်းကုန်တိုက်လဲမနိုင်ပဲနောက်ဆုံးတော့ဝက်ဝင်ကြီးမျက်နှာကိုခံထားရပါတယ်မွေမိန်းကလေးကစိတ်ပူပြီးကွင်းထဲကိုပြေးဝင်ဖို့လှုပ်ချအိမ်မှာအနားမှာတဲ့မြေခွေးကတားလိုက်ပါတယ်ဒီကွင်းထဲကိုအသက်သေးချင်းရှင်ချင်းတွေကိုခွင့်ပြုထားတယ်ပြင်ပလူဝင်ရောက်ဆုတ်ဖက်လို့မရဘူးလို့ပြောလိုက်ပါတယ်အရှုံးပေးရင်တော့အသက်ရှင်မှာပေါ့ဗျာမျိုးနွယ်ကောင်းဆောင်ကတော့အောက်မှာနင်းချီခံထားရပြီးလေဝက်ဝင်ကြီးကအရှုံးမပေးသေးဘူးလားလို့မေးနေတာပေါ့မျိုးနွယ်ကောင်းဆောင်ကလည်းခေါင်းမှာချက်ပဲဝက်ဝင်ကြီးကမင်းရှုံးမပေးရင်တက်ပစ်လိုက်မယ်လို့ပြောလိုက်ပါတယ်မျိုးနွယ်ကောင်းဆောင်တကယ်ကြီးတရားတော့မှာလားပြိုင်ပွဲတစ်ခုမှာဒီမြွေမလေးကိုဝက်ဝင်ကြီးကနင်းချပြီးအရှုံးမပေးရင်တက်ပစ်မယ်လို့ချင်းချောက်နေခဲ့ပါတယ်။မွေမိန်းကလေးကမင်းမလိုချင်တာလဲမေးတော့ဝက်ဝင်ကငါဟိုတခါကရောင်းပေးတဲ့ဆေးပြားတွေကိုအတုလို့ဆွဆွဲပြီးငါကုံတရင်ကိုထိခိုက်အောင်လုပ်လို့ပြန်ပေးဆက်ရမယ်လို့ပြောလိုက်ပါတယ်။မွေမိန်းကလေးကမင်းငါတို့ကိုဆေးပြားတွေလိန်ရောင်းခဲ့တာဝယ်ခဲ့တဲ့ငွေတွေကလည်းငါတို့မျိုးနွယ်ရဲ့တစ်နှစ်ပတ်စာငွေတွေပဲလို့ပြောနေတာပေါ့ဗျာဝက်ဝင်ကမင်းမလာပြောနေတာလဲမင်းမသေးချင်လို့လားလို့မွေမိန်းကလေးကိုអော်လိုက်ပါတယ်မြတ်ပေမလေးရဲ့ခေါင်းဆောင်ကတော့ငါအမားကြောင့်ပါငါပတ်စံလဲပြန်မယူပေးနိုင်ခဲ့ဘူးဆိုကကိုဟာကိုအဖြစ်တင်နေခဲ့ပါတယ်ပွဲကြည့်စဉ်ကလူတွေကလည်းဝက်ဝင်ကိုလူလိမ်မဲ့တာကြောင့်အဲ့လောက်ရက်ဆက်နေတာပေါ့ဘာညာနဲ့ပြောနေကြပါတယ်ဝက်ဝင်ကြီးကငါကုံတရင်ကိုထပ်ဖြက်စီးပြန်ပြီးဆိုကဒေါသထွက်ပြီးမွေမလေးကိုတတ်မလို့လုံနေချိန်မှာကောင်လေးကလှမ်းတလိုက်ပါတယ်ဝက်ဝင်ကမင်းကဘာလို့ငါကိစ္စဝင်ပါနေတာလဲတေချင်လို့လားလို့ချင်းချောက်နေသေးတာသူပြန်တေးမှာကိုမသိဘူးကောင်လေးကငါမင်းနဲ့တိုက်ခိုက်မယ်လို့ပြောလိုက်ပါတယ်ဟိုကောင်ကမင်းလိုကောင်ကလွယ်ပါတယ်မတိုက်ဘူးလို့ပြောတော့ကောင်လေးကဝိညာဉ်မော်ကြောက်တုံးနဲ့အလောင်းကစားလုပ်လိုက်ပါတယ်ပွဲကြီးတဲ့လူတွေကတော့ဒီကြောက်တုံးကမော်လက်နက်တွေလောက်ရမှာအသုံးဝင်တဲ့တာမန်လူမရှိဖို့မဖြစ်နိုင်တာကြောင့်အံ့ဩနေခဲ့ကြပါတယ်ဟိုကောင်ကမော်ကြောက်တုံးကိုမြင်တာနဲ့ချက်ချင်းမင်းကိုရိုက်တက်ပစ်မယ်ဆိုကစိန်ခေါ်တာကိုလက်ခံလိုက်ပါတယ်ငွေမင်းကလေးကတားဖို့ကြိုးစားနေတာကြောင့်ငွေစိမ့်မလေးကစိတ်မပူပါနဲ့ငါမောင်လေးကအစွမ်းထက်ပြီးသားဒီကောင်လောက်ကထမင်းစားရီတောက်ပဲလို့ပြောလိုက်ပါတယ်ကောင်လေးကချက်ချင်းပဲစင်ပေါ်ကိုတက်သွားပြီးလှဲနေတဲ့မွေမျိုးနွယ်ကောင်းဆောင်ကိုအောက်ချပေးလိုက်ပါတယ်မွေမျိုးနွယ်ကောင်းဆောင်ကတော့တေလူမျိုးပါဖြစ်နေခဲ့ပါပြီမွေဖြူမလေးကဆေးလုံးလေးတစ်လုံးထုတ်တိုက်လိုက်မှချက်ချင်းဆိုသလိုဒဏ်ရာတွေကပါတက်တာသွားခဲ့ပါတယ်နိုးလာမှစိတ်အေးနိုင်သွားပြီပေါ့ဗျာကောင်လေးနဲ့ဝက်ဝင်ကြီးရဲ့တိုက်ပွဲကတော့ပြင်းထန်တော့မယ်ငွေကောင်လေးနဲ့အကျင့်မကောင်းတဲ့ဝက်ဝင်ကြီးတို့တိုက်ပွဲကတော့စိတ်ဝင်စားစရာကောင်းနေပြီးငွေမလေးကကောင်လေးရဲ့အစွမ်းကိုမသိတာကြောင့်အမြန်ဆင်းလာသူကအဆင့်ငါရှိတဲ့ကောင်လို့တတိပေးနေပေမဲ့ကောင်လေးကအဆင်ပြေပါတယ်လို့ပြန်ပြောလိုက်ပါတယ်ဝက်ဝင်ကမင်းကငွေတေးသေးလေးအဆင့်ပဲရှိတယ်ငါ့ကိုအထင်သေးတဲ့အတွက်စုပ်ဖြဲပစ်မယ်လို့ပြောလိုက်ပါတယ်ပွဲကြည့်သူတွေကဝက်ဝင်မျိုးနွယ်ကတိုက်ခိုက်ရေးမှာတကယ်အစွမ်းထက်တယ်လို့ပြောနေကြတာပေါ့ကောင်လေးကမဟုတ်တာတွေပြောမနေနဲ့စရအောင်လို့ပြောလိုက်တော့ဝက်ဝင်ကြီးကမိတောက်ကိုလက်မှာစူးစီးပြီးဝင်ချတာကောင်လေးကတာတာရရပဲတားပြလိုက်ပါတယ်ဝက်ဝင်ကြီးကကြောက်သွားပြီးအနောက်ကိုဆုတ်သွားခဲ့ပါတယ်ကောင်လေးကမင်းတက်လေးပါပေါင်းထားတဲ့အစွမ်းကြီးကြည့်လို့ပြောပြီးချိန်လိုက်တာဝက်ဝင်ကစကားပြောချိန်တောင်မရလိုက်ဘူးပြစ်ထည့်လိုက်ပါတော့တယ်ပောက်ကွဲမှုကြီးဖြစ်သွားပြီးကောင်လေးနိုင်သွားခဲ့ပါတယ်ပွဲကြည့်သူတွေကတော့ဒီငွေကနတ်ဆိုးအဆင့်5ကိုတောင်နိုင်သွားတယ်သူ့အစွမ်းကပူချုပ်အဆင့်ရောက်နေပြီလို့ပြောနေကြတာပေါ့ငွေမလေးကတော့အံ့ဩပြီးသူကတကယ်ပဲငါတို့မျိုးနွယ်ကလားလို့တောင်မေးနေရပြီလေငွေစိမ့်မလေးကတွေ့တယ်မလားငါမောင်လေးကအစွမ်းထက်တယ်လို့ပြောလိုက်ပါတယ်ကောင်လေးကလည်းတိုက်ပွဲပြီးလို့အောက်ကိုပြန်ဆင်းလာခဲ့ပါပြီဒီအချိန်မှာဘဲကမှန်းမသိတဲ့အမျိုးသမီးတဦးရောက်လာပြီးတားလိုက်ပါတယ်ပွဲကြည့်သူတွေစီကနေစွမ်းအားကြီးမာတဲ့ငယ်ရွယ်တဲ့ပါရမီရှင်ဆိုတာတော့သိလိုက်ရပါတယ်ကောင်လေးကတော့ဘာဖြစ်မယ်ဆိုတာမသိနိုင်တာကြောင့်တတိထားနေခဲ့ပါတယ်ငွေမလေးကတော့ကောင်လေးကိုကြည့်ပြီးသူကငါတို့မျိုးနွယ်ရဲ့မျှော်လင့်ချက်ပဲသူ့ကိုကောက်ွယ်ရမယ်ဆိုကအရှိမဝင်ရက်လိုက်ပါတယ်ပြီးတော့ဒီစင်မြင့်တိုက်ပွဲမှာတည်သွားလဲဘာမှမဖြစ်ဘူးဆိုတဲ့စီးမြင့်ရှိတယ်လို့ဆရာသွားလို့တော့ဟိုကောင်မကမင်းအစ်စ်နဲ့ငါ့ကိုစီးမြင့်အကြောင်းလာတင်ပေးနေတာလားလို့ပြောပြီးအစွမ်းတွေဖြာထုတ်လိုက်ရုံနဲ့တင်ဖီအားကပြင်းလို့နေခဲ့တာပေါ့ဗျာကောင်လေးကဖီအားခံစားနေရတဲ့မွေမလေးကိုလှမ်းဖမ်းလိုက်ပြီးသူ့အစွမ်းနဲ့ကပေးထားလိုက်ပါတယ်ကောင်လေးနဲ့ဒီအမျိုးသမီးတို့ကရောတိုက်ပွဲဖြစ်ကြတော့မှလားဒီအမျိုးသမီးကရက်တောင်ကိုဖျက်လိုက်ရုံနဲ့မွေမလေးမှာတော့ဖီအားတွေခံစားနေရပါပြီကောင်လေးကဒေါသထွက်ပြီးမွေမလေးကိုလှမ်းဖမ်းကသူ့အစွမ်းနဲ့အမျိုးသမီးရဲ့အစွမ်းကိုပြန်ကထားလိုက်ပါတယ်အမျိုးသမီးကတကယ်တော့မင်းကိုတိုက်ခိုက်ချင်တာမဟုတ်ပါဘူးငါကဒီမွေကောင်လေးကိုစိတ်ဝင်စားတာပါလို့ပြောတော့ကောင်လေးကဘာလို့ချင်လို့လဲလို့မေးလိုက်ပါတယ်အမျိုးသမီးကနောက်တလနေရင်ငကားတိုက်ပွဲရှိတယ်အဲ့ချိန်မှာငါဘက်ကနေပါဝင်တိုက်ခိုက်ပေးစီချင်တယ်လို့ကမ်းလှမ်းလိုက်ပါတယ်မွေမလေးကဒီပြိုင်ပွဲကပါဝင်သူတွေအတွက်ဆုများပေမဲ့
အသက်အနာရရှိတယ်လက်မခံဘူးပြောလိုက်ပါတယ်ကောင်လေးကတေချာစဉ်းစားပြီးလက်ခံလိုက်ပါတယ်အမျိုးသမီးကစုအနေနဲ့ငွေကြေးအမြောက်မားကိုငွေမလေးတို့ရဲ့မျိုးနွယ်ပြန်လဲထူထောင်ဖို့ရှင်းပြလိုက်ပါတယ်အမျိုးသမီးကတေချာတိုင်ပင်ချင်တာကြောင့်တယောက်ချင်းတွေ့ဖို့ဖိတ်လိုက်ပါတယ်ရောက်တာနဲ့လက်ဖက်ရည်နဲ့ပေးပြီးကောင်လေးကဘလို့ပြိုင်ပွဲမျိုးလဲဆိုတာကိုပြောပြခိုင်းပါတယ်အမျိုးသမီးကဒီပြိုင်ပွဲမှာပါဝင်တဲ့ပြိုင်ပွဲဝင်တွေနေမြေတီးတီးကစွာအားကြီးသူတွေဖြစ်ကြတာမို့ခက်ခဲမယ်လို့ပြောလိုက်ပါတယ်။ကောင်လေးကတော့ငါအစွမ်းကိုထပ်မြင့်ဖို့လိုသေးတယ်ထင်တယ်လို့တွေးမိလိုက်ပါတယ်။အမျိုးသမီးကကောင်လေးလက်ခံအောင်မြေတက်ဝိညာဉ်မီကိုပြလိုက်ပါတယ်။ကောင်လေးကအံ့ဩနေတော့အမျိုးသမီးကမင်းနာကိုတော့ညင်းမှာမဟုတ်ဘူးမလားလို့ပြောပြီးကောင်လေးကိုကျွေးလိုက်ပါတယ်။ကောင်လေးကလည်းတေချာပေါက်ကျေးဇူးဆက်မယ်လို့ပြောလိုက်ပါတယ်။တစ်ဖက်မှာတော့ငွေမလေးတွေနဲ့ငွေဖွားတို့ကစကားပြောနေကြပါတယ်။ငွေဖွားကကောင်လေးအကြောင်းမေးတဲ့အခါငွေဖြူမလေးကသူ့ကိုတော်ထဲမှာကောက်ရခဲ့တာလို့ပြောပြလိုက်တော့အဖွားကြီးကဒါဆိုမောင်နှမတွေမဟုတ်တော့ဇနီးမယားလုပ်လို့ရတယ်လို့ပြောလိုက်ပါတယ်ငွေကြီးနှမနှစ်ယောက်တော့ရှက်လွန်းနေပြီလေဒီအချိန်မှာကောင်လေးကရောက်လာခဲ့ပါတယ်ငွေမလေးတွေကတော့ရှက်လွန်းလို့မျက်နှာတောင်နေရဲနေပြီပေါ့ဗျာအဖွားကကောင်လေးကိုခေါ်လိုက်ပြီးအဖွဲခေါင်းဆောင်ကလည်းကြီးညာစရာရှိတယ်လို့ပြောပြီးကောင်လေးကိုမျိုးနွယ်ရဲ့အကြီးအကဲဖြစ်တင်မြောက်လိုက်ပါတယ်အေးစစ်စစ်နေတဲ့ကောင်လေးစီကိုဖားနီတကောင်ကလာရောက်တိုက်ခိုက်ပါတယ်ကောင်လေးကဒီမျိုးမှာမျိုးနဲ့မတူတဲ့လူအချင်းချင်းမတိုက်ခိုက်ရဘူးမလားလို့ပြောတော့အဖွားကြီးကအပြင်ဘက်နယ်မြေဖြစ်လို့ဒီလိုဥပဒေမရှိဘူးလို့ပြောပြလိုက်ပါတယ်ကောင်လေးကဒါဆိုတိုက်ခိုက်လို့ရတာပေါ့လို့ပြောတော့ဟိုကောင်ကမင်းကိုမင်းပါထင်နေလဲငါကအစင်ငါရှိတဲ့နတ်ဆိုးလို့ပြောနေခဲ့ပါတယ်ကောင်လေးကလက်နဲ့ချောင်းနဲ့အစွမ်းတွေကိုပြစ်လွတ်လိုက်တော့ဟိုကောင်တစ်ချက်ထဲနဲ့ဖားခင်ဖြစ်တော့မလို့ပဲကြံခဲ့တဲ့ဖားနီလေးကတော့ကောင်လေးတို့ကိုဒူးထောက်တောင်းပန်နေရပြီလေငွေစိမ့်မလေးကမင်းလိုကောင်ကိုအသေးတက်ရမယ်လို့ပြောတော့ဟိုကောင်ကမင်းတို့ငါ့ကိုတက်လို့မရဘူးဆိုပြီးစာချုပ်တစ်ခုကိုထုတ်ပြလိုက်ပါတယ်။ဘာစာချုပ်လဲတော့မသိဘူးပေါ့ကောင်လေးကမင်းဟာမင်းပါဖြစ်ဆိုကလေဝေလေးတစ်လုံးနဲ့ပြစ်လွတ်လိုက်ပါတယ်ပြီးတော့အိမ်ပြန်ပြီးမင်းတို့မိတောက်မျိုးနွယ်ရဲ့ခေါင်းဆောင်ကိုပြောလိုက်နောက်တစ်ခါငါတို့ကိုထိရဲရင်ငါမင်းတို့မိတောက်မျိုးနွယ်ကိုဖျက်ဆီးမှအပြစ်မတင်နဲ့လို့ပြောလိုက်ပါတယ်။ဖားနီကတော့ဘစ်ကျွတ်အောင်ပြေးပါတော့တယ်ငွေမလေးကကောင်လေးကိုမင်းတကားပြိုင်ပွဲပါမယ်လို့ဂတိပေးထားတယ်မလားလို့ပြောတော့ကောင်လေးကအစွမ်းတွေလုံလောက်လာပြီးမှနောက်တစ်ဆင့်ကိုစင်ကဲပြောင်းလဲဖို့လုပ်ပါတော့တယ်ကြေးခွန်တွေပါအယောင်ပြောင်းသွားပြီးအမဲရောင်ငွေနဂါးကြီးဖြစ်ကိုပြောင်းလဲသွားခဲ့ပါတယ်ဟိုအမဲရောင်ကြေးခွန်ရဲ့ခေါင်းဆောင်ရှိကိုပါတန်းရောက်သွားတာပေါ့ဗျာကြံတဲ့မျိုးနွယ်ခေါင်းဆောင်တွေကတော့ဒီကောင်ကဘရင်အစ်စ်နဲ့ဆူဖြစ်နေပြီလို့ထိတ်လန့်တကြားပြောနေခဲ့ပါတယ်ဟိုကောင်ကတော့ဒီကောက်တိုးတက်တာမြန်လိုက်တာမင်းကိုဒီထက်မဆိုးလာခင်အမှုတ်ချပြစ်မရမယ်ဆိုကသူ့ကိုယ်သူငွေနဂါးအဖြစ်ပြောင်းလဲလိုက်ပါတယ်နဂါးကြီးနှစ်ကောင်ဘလိုတွေတောင်တိုက်ခိုက်မလဲဆိုတာကတော့စိတ်ဝင်စားစရာပေါ့ဗျာဒီလိုနဲ့ကောင်လေးနဲ့အမဲရောင်ကြီးခွန်ခေါင်းဆောင်တို့ရဲ့တိုက်ပွဲစတင်ပါပြီ